ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဖြစ်ခဲ့ခြင်းလည်းပဲရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အစိုးရပြီးစစ်တပ်နဲ့ထိတ်တိုက်ရင်ဆိုင်တဲ့အစိုးရမျိုးဖြစ်လို့မရဘူးစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်ဘူးသို့တော်လည်းပဲအခုလက်ရှိအကြိုက်တဲ့ဟာစစ်တပ်နဲ့တွဲပြီးတော့ထွက်မှာပဲရမယ်အဲ့တော့ပြောရရင်တော့စစ်တပ်နဲ့တွဲလုံနိုင်တဲ့ရွေးကောက်ပွဲရလဒ်ပဲဖြစ်မယ်စစ်တပ်ကိုနိုင်ငံရေးကနေဆုတ်ခွာဖို့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ယူဆကလည်းတဖြည်းဖြည်းချင်းဆုတ်ခွာအောင်ကျွန်တော်တို့ကကြိုးစားဖို့ပဲဒါဒီနီလန်းဟာအားလုံးရဲ့ဒါထွက်ပေါက်ပထမအဆင့်ဖြစ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ဟုတ်လား20%ပဲဟုတ်လားဒါစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်ဆိုရင်အဲ့တော့သူတို့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာကကျန်တဲ့80%ဆိုရင်သူတို့လည်းရွေးကောက်ပွဲလုပ်ပေါ်အဲ့နေမှာအဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုတော့အကြမ်းဖက်မှုတွေလုပ်အဲ့ဒီအကြမ်းဖက်မှုတွေကဒီခေတ်မှာလိမ်လို့မရဘူးအပြစ်မဲ့ဒီအရက်ဖက်လက်နက်မဲ့အကာအကွယ်မဲ့ပြည်သူတွေတည်ကြည်ပျက်စီးနေတဲ့ကိစ္စကိုတော့ပိုင်ရှင်မဲ့လုပ်လို့မရဘူးလုပ်ရင်လည်းတမိုင်းကခွင့်လွှတ်မှာပေါ့ကျွန်တော်တို့ကဒီတပ်မတော်ကနိုင်ငံတော်အာဏာကိုရယူမဲ့ကိစ္စမျိုးအခြေအနေမျိုးမရောက်အောင်ဆွေးနွေးဖြေရှင်းကြဖို့ဆိုတာကိုအဲ့ဒီကာလတုန်းကကျွန်တော်တို့ဒါတိုက်တွန်းပြောဆိုတာရှိပါတယ်ဟိုတကယ်ကတော့အာဏာမရစေခြင်းဘူးအနိုင်မရစေခြင်းဘူးဆိုရင်2015 NLD အနိုင်ရတဲ့အချိန်ကတည်းကဒီပြဿနာမျိုးပေါ်လာမှာပေါ့အဲ့တော့တကယ်ကတော့နိုင်ငံရေးရညှိနှိုင်းဆွေးနွေးနိုင်မှုဖြေရှင်းနိုင်မှုမရှိလို့ဒီလိုအခြေအနေဆိုးတွေနဲ့ရင်ဆိုင်ရတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုသွားပြီးတော့သတိရတာကတော့ဒါပါတီတစ်ခုမှာဘိုးလုံးမှုဆောင်ကော်မတီဆိုတာပထမတန်းအဆင့်ခေါင်းဆောင်တွေပေါ့ထိတ်ဆုံးမှာဥဆောင်တဲ့သူတွေအဲ့ဒီအဆင့်မှာတောင်မှဒါမကြသေးခင်ကဒီပတ်ထွက်သွားတဲ့ဘိုးလုံးမှုဆောင်ကော်မတီဝင်ဦးဟန်တာမြင့်ရဲ့စာတမ်းမှာကျွန်တော်သတိထားမိတာတစ်ခုရှိအာဏာသိမ်းမယ်လို့မထင်မိဘူးပေါ့အဲ့တော့ဆိုလိုတာကအာဏာမသိမ်းရဲတော့ဘူးထင်လို့ဒီကိစ္စကိုမဖြေရှင်းဘူးကွာဘာလုပ်ချင်တယ်လဲလို့ကိုစိန်ခေါ်တဲ့သဘောမျိုးတွေဖြစ်သွားတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီမတိုင်ခင်မှာဆွေးနွေးဖို့အတွက်ဖြေရှင်းဖို့အတွက်တက်ကနေပြီးတော့တောင်းဆိုတာတွေကြိုးပမ်းတာတွေအကြိမ်ကြိမ်ရှိခဲ့တယ်ကျွန်တော်တို့သိရတဲ့ကိစ္စရိုးတန်တန်လုပ်လည်းပဲရေဘူးရအားဖြင့်ကတော့ NLD ဟာဟို majority ကိုရနိုင်တယ်အဲ့တော့သို့တော့ကိုဗစ်ကြောင့်ရောနောက်တော့ကဒီကော်မရှင်တွေနောက်တော့ကဒီပါတီဝန်ရံသူဆိုပြီးတော့ပါတီဝင်လို့လည်းမသုံးလုံးပဲနဲ့အဲဒီပါတီဝန်ရံသူဆိုတာတွေနဲ့လုပ်ခဲ့တဲ့ကိစ္စတွေမှာကတော့ဟိုတော်တော်များများရုပ်ပြဆင်းပြဖြစ်ခဲ့တာတွေရှိတာတော့အမှန်ပဲအဲသို့တော့ကျွန်တော်တို့ကိုယ်တိုင်တော်မှဒီကိစ္စကိုတရားဝင်မကန့်ကွက်ခဲ့ပဲနဲ့ဟိုဒီမိုကရေစီအင်အားစုဘက်ကနိုင်တာကျွန်တော်တို့ဟိုတချို့ကိစ္စတွေကိုမျက်စိမှိတ်ထားခဲ့တာရှိတယ်အဲတော့အဓိကကတော့ဒီပြဿနာကိုအာဏာမသိမ်းတော့ဘူးထင်ပြီးတော့တကယ်ကတော့မဲစင်းပြဿနာကိုညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စမအောင်မြင်တဲ့အတွက်ကြောင့်မဖြေရှင်းနိုင်တဲ့အတွက်ကြောင့်အခုလိုကြုံရတယ်လို့ကျွန်တော်ကမြင်ပါတယ်အဲတော့အဓိကကတော့မဲစင်းဆိုတာတက်ကိုနိုင်ငံရေးဆိုတာ compromise လုပ်ရတာပဲเนาะဟိုဆွေးနွေးညှိနှိုင်းမှုလုပ်ရတာဒါကြောင့်မို့လို့ဒီအခြေအနေကြီးကမဖြစ်တင်မဲနဲ့ဖြစ်သွားခဲ့ရတယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဒီအချိန်မှာဒါ NLD ဟာအာဏာကိုစုပ်ကင်ထားတဲ့လက်ရှိကင်တွယ်ကျင့်သုံးနေတဲ့အစိုးရတရက်ပဲ NLD အာဏာမရစေခြင်းလို့ဆိုရင်2015မှာကတည်းကဒီပြဿနာပေါ်မှာပေါ့အဲ့တော့တကယ်တော့2015နဲ့2020ကြားထဲမှာမဟာမိတ်စုဖွဲ့မှုအားနည်းချက်တွေရောဟလာကျွန်တော်တို့တက်နဲ့ထိတ်တက်ရင်ဆိုင်ဖြစ်မှုတွေရောတောက်လျှောက်ဖြစ်တဲ့အဆုံးဒါနောက်ဆုံးမှာဒီလိုအခြေအနေမျိုးနဲ့ကြုံရတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျဟိုအဲ့ဒါကတော့ဒီနိုင်ငံရေးခေါင်းဆောင်တွေရဲ့စဉ်းစားသုံးသပ်ချက်ပေါ့နော်ချင်းကပ်မှုတွေနဲ့ဆိုင်တယ်လို့မြင်အဲ့တော့အင်းဒီချင်းထိုင်းနိုင်ငံမှာဟလာပါတီဖြတ်သိမ်းတာတောင်မှချက်ချင်းအစ်စ်ပြန်ထောင်တယ်လူထုနဲ့ဒီနိုင်ငံရေးနီးလန်းကိုပြန်ပြီးတော့ရှင်းတမ်းမှုကြိုးစားတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Future Forward Party ကနေဖြတ်သိမ်းလိုက်တယ် Move Forward Party ဆိုပြီးတော့ပြန်တော့ပြန်လာတယ် Move Forward Party ကိုဖြတ်သိမ်းလိုက်တယ် People's Party ဆိုပြီးတော့တခါပြန်ပြီးတော့တက်လာတယ်အဲ့တော့ဒါတက်စင်ကိုဖမ်းတယ်ဟလာကျွန်တော်တို့ဟိုညမပြန်ပြီးတော့တက်လာတယ်เนาะအဲ့တော့အခုတခါသမီးပြန်ပြီးတော့တက်လာတယ်အဲ့တော့ဆိုလိုတာကနိုင်ငံရေးနီးလန်းကိုယုံကြည်တယ်အကြမ်းမဖက်နိုင်ငံရေးနီးလန်းကိုယုံကြည်တယ်ဆိုရင်မဆုံးမနစ်ဟလာလူထုထောက်ခံမှုကလည်းကိုယ့်ပေါ်မှာအခိုင်အမာရှိတယ်လို့ယုံကြည်ရင်ဒီနီးလန်းကိုလက်မလွှတ်ရဘူးအဲ့တော့ဟိုဆိုလိုတာကအခုအချိန်ဒီမှာကတော့စစ်တပ်ကသူတသက်လုံးဒီချိန်နေနဲ့နေသွားလို့မရအောင်နောက်တစ်ခုကသူက2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကင်ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်2008ဖွဲ့စည်းပုံအရာပဲ
ရွေးကောက်ပွဲလုပ်တဲ့နီလန်းနဲ့သူကဖြည့်ရှင်းမှာပဲဆိုတော့နောက်တစ်ခုကတော့ဒီဟာကစစ်တပ်တစ်ခုတည်းကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံရဲ့ထိခိုက်နာကျင်မှုတည်ကြည်ပျက်စီးမှုတွေအတွက်ဒါနိုင်ငံရေးနီလန်းနိုင်ငံရေး platform ပြန်ပေါ်လာဖို့အတွက်ကို၌ကဒါဒီနီလန်းဟာအားလုံးရဲ့ဒါထွက်ပေါက်ပထမအဆင့်ဖြစ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်တစ်ခုကတော့ဒီ2008ဖွဲ့စည်းပုံကိုကင်ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်သူ့မှာအကန့်အသတ်တွေရှိတယ်အဲ့တော့ပထမအကန့်အသတ်ကတော့ရေးပေါ်ကာလတစ်နှစ်ပြီးတော့6လနှစ်ကြိမ်အဲ့ဒီမှာမှတာမန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့6လတိုးတာကလည်း6လပြည့်တိုင်းစိတ်တိုင်းကြတိုးနေလို့မရဘူးဒါကတော့ဒါရွေးကောက်ပွဲကမဖြစ်မနေလုပ်ရမယ်ဆိုတဲ့အကန့်အသတ်တစ်ခုပေါ့အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံမှာ1951 52တုန်းကလည်းပဲဒါပြည်တွင်းစစ်ပေါ့တနိုင်ငံလုံးတိုင်းတာနဲ့ဒါအစိုးရတောင်မှဒါဟိုရန်ကုန်အစိုးရဘဝကနေတဖြည်းဖြည်းချင်းပြန်ပြီးတော့စူးစီးလာရတဲ့အခါကျတော့ရွေးကောက်ပွဲကိုအားလုံးမကျင်းပနိုင်ဘူးဒီလိုပဲအတုတ်လိုက်ခွဲပြီးကျင်းပခဲ့ရတာရှိတယ်ဆိုတော့ဒါကတော့အရင်အတွေ့အကြုံရပေါ့တခုတော့ရှိတယ်ကိန်းနဲ့တန်းနေရပြောရလို့ရှင်တော့တကယ်သာဟလာ20%ပဲဟလာဒါစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်ဆိုရင်အဲ့တော့သူတို့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာကကျန်တဲ့80%ဆိုရင်သူတို့လည်းရွေးကောက်ပွဲလုပ်ပေါ့အဲ့ဒီနေရာမှာဟလာဒီမိုကရေစီကိုလည်းတကယ်ယုံကြည်တယ်ဒီမိုကရေစီကိုအကောင့်ထဲပေါ်နိုင်ဆိုရင်ပေါ့အဲ့တော့တကယ်တော့ကျွန်တော်ကပွင့်လင်းပဲပြောရရင်လက်နက်ကင်ပဋိပက္ခတိတ်ပြီးတော့ကြီးထွားလာတဲ့အချိန်မှာဒီမိုကရေစီဟာနောက်တန်းရောက်သွားလက်နက်ကင်တာကအဓိကဖြစ်သွားပြီးတော့လက်နက်ကင်ပြီးနယ်မြေလွှမ်းမိုးတာကအဓိကဖြစ်သွားရင်ကျွန်တော်တို့ဟလာ88ရှစ်လေးလုံးရေးတော်ပုံကြီးမှာကြွေးကြော်ခဲ့တဲ့ဒီမိုကရေစီရရှိရေးတို့ရေးဆိုတာပျောက်တလောက်ဖြစ်သွားပြီအဲ့တော့ဒီအချိန်လေးမှာကျွန်တော်တို့ဒါဒီမိုကရေစီဘောင်ပေါ့နိုင်ငံရေးဘောင်ပြန်ပေါ်လာဖို့အတွက်ကကျွန်တော်တို့ဒီနီလန်းကိုကျွန်တော်တို့ရွေးချယ်တာဖြစ်ပါတယ်အဲ့တော့တမိုင်းတွေဘာတွေနဲ့ချီပြီးပြောလာမယ်ဆိုလို့ရှိရင်တော့88အာဏာသိမ်းပြီး1990ရွေးကောက်ပွဲဝင်တဲ့တမိုင်းအစပြောရတော့မှာတခါ2008ဖွဲ့စည်းပုံကိုကျွန်တော်တို့လက်မခံနိုင်ပါဘူးဆိုပြီးစန့်ကျင်နေတဲ့တဲကနေပြီးတော့2012ဂျာပြရွေးကောက်ပွဲကနေစပြီးပြန်ဝင်လာတာတွေကိုတမိုင်းလို့ပြောရတော့အဲ့တော့တမိုင်းဆိုတဲ့ကိစ္စကိုလွယ်လေးတော့မသုံးစေချင်ဘူး။ဘာကြောင့်လဲဆိုတော့ဟလာကျွန်တော်တို့ဒါစစ်အစိုးရလုပ်တဲ့ရွေးကောက်ပွဲလို့ပြောရင်90ရွေးကောက်ပွဲကနေစပြီးတော့အဲ့ဒီဖြစ်စဉ်တွေအစအဆုံးပေါ်တာကိုတမိုင်းလို့ကျွန်တော်တို့ပြောရမှာ။အဲ့တော့စစ်တပ်ကိုနိုင်ငံရေးကနေဆုတ်ခွာဖို့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ယူဆကလည်းတဖြည်းဖြည်းချင်းဆုတ်ခွာအောင်ကျွန်တော်တို့ကကြိုးစားဖို့ပဲ။အဲ့တော့တချီတဲ့နဲ့ဟလာ9နှစ်သက်တမ်းမှာတခါတည်းအပြတ်ရှင်းရမယ်ဆိုတဲ့ကိစ္စမျိုးကလက်တွေ့လည်းမကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအတိုင်းပြည်နစ်နာမဲ့ကိစ္စပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ရတာဖြစ်တယ်။အဲ့တော့ထိုင်းနိုင်ငံမှာလည်းပဲဒါစစ်တပ်ကအာဏာသိမ်းတာဟာကျွန်တော်တို့19ချိန်နော်။တောက်လျှောက်ဒီလိုအခြေအနေမျိုးတွေမှာပဲနိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေတွေကိုမပြတ်စည်းအောင်ကျွန်တော်တို့ကအားလုံးကနေပြီးတော့မျှခြေတစ်ခုရှာရတာပဲ။အဲ့တော့ကျွန်တော်တို့ကတော့ပြည်သူရဲ့မျက်နှာကိုပဲကြည့်မယ်။အဲ့တော့တကယ်မှာဒီတိုင်းရင်းသားဒီရောလက်နက်ကင်တွေရောထိန်းချုပ်ထားတယ်ဆိုတဲ့နေရာတွေမှာရှိနေတဲ့ပြည်သူတွေရဲ့လက်တွေ့ဘဝတွေကိုမြင်အောင်ကြည့်ဖို့တော့လိုပဲနော်အကုန်လုံးကြီးလန့်စာစားနဲ့နေရတဲ့အခြေအနေမျိုးဟလာပြီးတော့လေအခုဒါလက်နက်ကင်တပ်ဖွဲ့အချင်းချင်းဒါပြစ်ကြခတ်ကြဟလာရိုက်ကြနှက်ကြအစကြီးတဲ့မျိုးတွေလည်းကျွန်တော်တို့ဒါတောက်လျှောက်ကြားနေရတာအဲ့တော့ရှေ့လျှောက်လည်းဒီပြဿနာတွေကအများကြီးကြုံအောင်ပဲလက်နက်ကင်လွှမ်းမိုးတယ်ဆိုတဲ့နေရာမှာဒီမိုကရေစီဆိုတာမရှင်းတတ်နိုင်ဘူးနော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကတမိုင်းလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကရေးကျွန်တော်တို့ကိုတမိုင်းမှာလည်းကျွန်တော်တို့ကတာဝန်ခံတယ်ကျွန်တော်တို့ရွေးချယ်တဲ့နီလန်းဟာကျွန်တော်တို့ကြောင့်တစုံတစ်ယောက်မှတည်ကြည်ပျက်စီးခဲ့တာမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုတမိုင်းကိုရေးကျွန်တော်တို့တာဝန်ခံကျွန်တော်တို့ကဒီစစ်တပ်ပေါ့လေဒီစစ်အာဏာရှင်ပေါ့လွှမ်းမိုးတဲ့အခြေအနေကနေအသွင်ကူးပြောင်းတဲ့ဖြစ်စဉ်တွေကိုလေ့လာကြည့်ရင်သူကတစ်ခုနဲ့တစ်ခုဂွင်းဆက်တွေချိန်ပြီးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဒါအင်ဒိုနီးရှားကိုလေ့လာတဲ့အခါကျတော့ဒါအာနာရှင်ဆူဟာတူဆိုပြီးတော့ပြောကြအဲ့တော့ဆူဟာတူကနေပြီးတော့ပြောင်းတဲ့အခါကျတော့အတိုက်ခံလက်ထဲကိုဒိုင်းမနဲ့ဆိုချက်ချင်းမပြောင်းဘူးဟုတ်လားသူယုံကြည်စိတ်ချရတဲ့ဟာဘီဘီလက်ထဲကိုပြောင်းဟာဘီဘီလက်ထဲကနေပြီးတော့မှရွေးကောက်ပွဲကတက်လာတဲ့ဒါသူဝါဟစ်ကိုပြောင်းအဲ့တော့ဒါအဲ့ဒီချိန်တုန်းကပြောရရင်တော့မေဂါဝတီစုကန်တို့ပူထရီတို့ဘာတို့ရှိခဲ့တာပဲသို့တော်လည်းပဲအဲ့ဒီအကူအပြောင်းကိုတင်မွေးနဲ့ပြောင်းလဲနိုင်အောင်တောက်လျှောက်စူးစမ်းနိုင်ခဲ့တဲ့အတွက်ကြောင့်ဝင်းဆက်တွေပြတ်ထွက်မသွားပဲနဲ့ချိတ်ဆက်နိုင်တဲ့အတွက်ကြောင့်ဒီနေ့အင်ဒိုနီးရှားနိုင်ငံရဲ့အခြေအနေတည်တည်ငြိမ်ငြိမ်နဲ့ပြောင်းလဲနိုင်တာဖြစ်တယ်။အဲ့တော့နိုင်ငံရေးကောင်းဆောင်တွေရဲ့အရေးချင်းပေါ်မှာမူတည်တယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလက်တလုံးမှာဒီရွေးကောက်ပွဲကနေပြီးတော့စစ်တပ်နဲ့ထိတ်တက်ရင်ဆိုင်မဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတက်လာရင်တော့ဘယ်လိုမှမအောင်မြင်နိုင်ဘူးမဖြစ်နိုင်ဘူး။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းဟလာအခြေခံအယူအဆတစ်ခုပေါ်လိုက်ကစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်ဘူး
သို့တော်လည်းပဲအခုလက်ရှိအကြက်တဲဟာစစ်တပ်နဲ့ဟလာဟိုတွဲပြီးတော့ထွက်မှာပဲရမယ်အဲ့တော့ပြောရရင်တော့စစ်တပ်နဲ့တွဲလုံနိုင်တဲ့ရွေးကောက်ပွဲရလဒ်ပဲဖြစ်မယ်ဒါကတော့ကျွန်တော်ကဒီအပေါ်မှာဟလာကျွန်တော်တို့ကဒါကြီးကမဖြစ်နိုင်ပါဘူးဘလို့ပါညာလို့ကျွန်တော်တို့မပြောဘူးအဲ့တော့လက်တလောချိန်တွေမှာဒီပဋိပက္ခတွေကလည်းအုံနဲ့ကျင်းနဲ့ဆက်ရှိနေတဲ့အခြေအနေမှာဒီပဋိပက္ခတွေကိုနိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ဖို့ဆိုတာကလည်းပဲစစ်တပ်မပါလို့မဖြေရှင်းလို့မရဘူး။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဖြစ်ခဲ့ရင်လည်းပဲရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အစိုးရပြီးစစ်တပ်နဲ့ထိတ်တိုက်ရင်ဆိုင်တဲ့အစိုးရမျိုးဖြစ်လို့မရဘူး။အဲ့ဒီကနေပြီးတော့မှတပြေးပြေးနဲ့နိုင်ငံရေး space ပေါ့နော်ဟိုနိုင်ငံရေးဘောင်ကိုပြန်ကျယ်လာအောင်လုပ်ရင်းနဲ့လူထုထောက်ခံမှုနဲ့တပြေးပြေးနဲ့နိုင်ငံတည်ဆောက်ရေးကိစ္စတွေကိုပြန်လုပ်ရလိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်။နိုင်ငံတကာလို့ပြောရင်တော့ဒီလက်တလုံးပေါ့နိုင်ငံတကာဖြစ်ရပ်တွေကိုလေ့လာကြည့်ဖို့လိုတယ်။တကယ်တော့ပြောရရင်ဟိုကျွန်တော်ဒုတိယကမ္ဘာစစ်နောက်ပိုင်းတည်ဆောက်ထားတဲ့ကမ္ဘာစနစ်ကြီးတာပုံပြတ်သွားပြီပျက်စီးသွားပြီ။အဲ့တော့ပျက်စီးသွားတဲ့အထဲမှာကျွန်တော်တို့ဟိုဆိုဗီယက်ယူနီယံပြိုကျတဲ့အချိန်ဘာလင်တိုင်းပြိုကျတဲ့အချိန်တုန်းကဟို liberal democracy အောင်ပွဲခံပြီးတမိုင်းညီကုန်းချုပ်ပြီးဆိုတဲ့အခြေအနေကနေပြီးတော့ဟလာဒါရုရှားမှာသမ္မတပူတင်တက်လာတယ်လို့တရုတ်မှာဒါသမ္မတရှီကျင်းပင်တက်လာတယ်ဟလာကျွန်တော်တို့အခုဒါအမေရိကဆိုတာထရန့်တက်လာတယ်ပေါ့ဆိုတော့အဲ့ဒီအခြေအနေအားလုံးမှာပြန်သုံးသပ်ကြည့်လို့ရှိရင်တခါတလေကြတော့ကျွန်တော်တို့တချို့ဟာတွေကသကလုံးဘောဟာတာပဲရှိလက်တွေ့မှာပဂတိနိုင်ငံရေးပေါ့ကျွန်တော်တို့ real politics ဆိုတဲ့အခါဒီနိုင်ငံကြီးတွေနဲ့အိန္ဒိယချင်းကတ်နေရတဲ့နိုင်ငံတွေမှာကိုယ်စိတ်ကြိုက်ကိုယ့်ဘာကိုကလှုပ်ချင်တာလှုပ်မယ်ဂရုမစိုက်ဘူးလို့နေလို့ကိုမရဘူးဒါယူကရိန်းဖြစ်စဉ်ကိုကျွန်တော်တို့ဒါလေ့လာကြည့်လို့ရတယ်အဲ့တော့ဟိုကျွန်တော်ပြောတာကဟိုစိတ်ထဲမကောင်းပါဘူးကျွန်တော်ယူကရိန်းကိုရောက်လေခဲ့တယ်ဗောနော်လေလာခဲ့ဆိုတော့ဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးတော့ကျွန်တော်စိတ်ထဲတော်တော်မကောင်းဘူးအဲ့သို့တော့ယူကရိန်းကပြောရရင်အနောက်နိုင်ငံအားလုံးကဝိုင်းပြီးတော့တခါတည်းအုံနဲ့ကျင်းနဲ့လက်နဲ့အကူကြီးငွေကြေးအကူကြီးနည်းပညာအကူကြီးထောက်ပံ့ပေးတာရှိတယ်ကျွန်တော်တို့နိုင်ငံမှာအဲ့ဒီလိုမျိုးယူကရိန်းလိုမျိုးတကယ်ကိုတရားဝင်တခါတည်းလက်နဲ့ဒီငွေကြေးတွေနည်းပညာတွေအထောက်ပံ့ပေးနေတာလည်းမရှိဘူးဆိုတော့ဒါလည်းပဲကျွန်တော်တို့သတိပြုရမယ့်အချက်လို့မြင်တယ်အဲ့တော့တခုတော့ရှိပါတယ်ရွေးကောက်ပွဲလုပ်တာအတိမတ်ပြုခံရင်လို့ဆိုလို့ရှိရင်1960နဲ့အာဏာသိမ်းတော့ဗိုလ်ချုပ်နေဝင်းကိုကော်စောနီခင်းပြီးတော့အမြောက်ဖောက်ပြီးတော့အမေရိကန်နိုင်ငံကကြိုးဆိုခဲ့တာပဲအခန့်ခဲ့တာပဲဆိုတော့အလားဟိုနိုင်ငံရေးအခြေအနေတွေမတူဘူးဆိုပေမဲ့လို့ဟိုရွေးကောက်ပွဲဖြစ်ချင်းမဖြစ်ချင်းဆိုတာတဲ့ကိုထောက်ခံခြင်းထောက်ခံနေတာပဲဟလာပြောရရင်အာဏာရှင်နိုင်ငံတော်တော်များများဟာဒီအမေရိကန်ရဲ့ထောက်ခံမှုတွေရခဲ့ကြတယ်နော်အဲ့တော့အခုလည်းပဲသူ့မှာလည်းသူ့ထောက်ခံတဲ့ပြည်သက်ကတော့ရှိနေတာပဲဘာကြောင့်လဲဆိုတော့ကဘာကြီးကတစ်ချမ်းကွဲသွားပြီနှစ်ချမ်းကွဲသွားပြီအဲ့တော့ကွဲသွားတဲ့အချိန်မှာဒီအတိုင်းဆက်ထားရင်သူကအစုတစုထဲမှာပဲပိတ်မိနေလိမ့်မယ်အဲ့တော့ကျွန်တော်တို့က2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒါလွတ်လပ်ရေးတက်ကြွသောဘက်မလိုက်နိုင်ငံသားရေးမူဝါဒဆိုတာကိုပြန်ပြီးအကောင့်ထဲပေါ်လာဖို့ဆိုရင်ဒါကမ္ဘာနိုင်ငံအသီးသီးနဲ့မိဘမပြတ်ဆက်ဆံရေးပြန်ပေါ်လာဖို့ဆိုရင်ရွေးကောက်ခံအစိုးရအနေနဲ့ပြန်ပြီးတော့ကျွန်တော်တို့စူးစမ်းဖို့လိုတယ်အဲ့ဒါလိုမဟုတ်ရင်တော့ကျွန်တော်တို့ကဒါစစ်တပ်ကဒါလက်ရှိအခြေအနေမှာသူ့ကိုတိမှတ်ပြုတဲ့ဆက်ဆံတဲ့နိုင်ငံတွေဆိုတာရှိနေတာပဲနိုင်ငံတွေတော့နိုင်ငံသေးသေးတွေမဟုတ်ဘူးနိုင်ငံကြီးတွေကအခုလည်းဆက်ဆံနေတာပဲအဲ့တော့ဟိုရွေးကောက်ပွဲဖြစ်မှဆက်ဆံတာမဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲဖြစ်သွားရင်တော့ဒေကြတာကတော့တန်တမန်ဆက်ဆံရေးဒီတဲ့ပို့ပြီးတော့အများကြီးပြောင်းသွားတယ်အဲ့တော့ကျွန်တော်တို့ကပြောချင်တာကလက်ရှိကိုယုံကြည်ရာနိုင်ငံရေးနီလန်းပေါ့လက်နက်ကိုင်နီလန်းပဲဖြစ်ဖြစ်ဆောင်ရွက်နေတဲ့သူတွေကပဂတိနိုင်ငံရေးကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ ਨੇ ဟိုကိုယ်နိုင်ငံရဲ့အခြေအနေပေါ့ကျွန်တော်ဆိုရင်ကျွန်တော်တစ်ဖက်ကဒီ Federal ရေးတိုင်းရင်းသားဒန်းတူညီများရေးမရှိလို့ဒီပြဿနာတွေဖြစ်နေရတယ်ဆိုတာကိုကျွန်တော်အခိုင်အမာယုံကြည်တယ်သို့တော်တစ်ချိန်တည်းမှာဒီနိုင်ငံကြီးပြိုကွဲပျက်စီးသွားတာငါတို့ရှစ်လေးလုံးရဲတော်ပုံကျန်းတွေစခဲ့တာဒီလိုမျိုးဇက်သိမ်းသွားတယ်ဆိုတာမျိုးတော့အဖြစ်မခံနိုင်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကဟလာနိုင်ငံတော်လည်းမပြိုကွဲရဘူးတိုင်းသားတွေလည်းဒန်းတူညီများမှုပြည့်ပြည့်ဝဝခံစားနိုင်တဲ့အဆင့်ထိကျွန်တော်တို့ကြိုးစားသွားမယ်ဒါကြောင့်မို့လို့နိုင်ငံမပြိုကွဲမဲ့ဒန်းတူညီမျှဒီ Federal အခွင့်အရေးကိုခံစားနိုင်မဲ့နိုင်ငံရေးနည်းလမ်းကိုကျွန်တော်တို့ကမဆုတ်မနစ်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီကွဲဆိုတာကတော့နိုင်ငံသားတဦးချင်းရဲ့စံတာပဲ။အဲ့တော့မဲပေးလို့ရတယ်၊ထောက်ခံမဲပေးလို့ရတယ်။အဲ့ဒါဒီမှာကတော့ထောက်ခံကန့်ကွက်နှစ်ခုတည်းမဟုတ်ဘူးပေါ့။အဲ့ဒါကိုကြိုက်တဲ့ပါတီကိုမဲပေးလို့ရတယ်။သို့မဟုတ်မဲမပေးဘဲနေလို့ရတယ်။အဲ့တော့သို့တော့
ကျွန်တော်တို့ကဟလာ2010ရွေးကောက်ပွဲကျွန်တော်တို့ထောင်ထဲမှာပဲရှိသေးတယ်အဲ့တော့ကျွန်တော်ထောင်ထဲကနေကျွန်တော်ပြုံးပြီရွေးကောက်ပွဲစန့်ကျင်တယ်ပြီးတော့ခါကျတော့ကျွန်တော်တို့ကဖွဲ့စည်းပုံမပြင်ရင်မဝင်ဘူးပေါ့ဆိုပြီးတော့ campaign တွေလုပ်ကြတာပေါ့အဲ့တော့လုပ်တဲ့ခါကျတော့ကျွန်တော်ကဒါဆိုကျွန်တော်အကျဉ်းထောင်ထဲကနေကျွန်တော်သုံးသပ်တယ်ကိုဒီဘက်ကအတိုက်ခံတွေကတော့အဲ့ဒီချိန်တော့ကဒါစစ်အစိုးရအလိုကြတွေသူတို့ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာပဲလို့ကျွန်တော်ကအဲ့လိုမြင်။ဘာကြောင့်လဲဆိုတော့ပြောရင်တော့အဲ့ဒီချိန်တော့ကဒါနဝတအစိုးရကလည်းအာဏာလွှဲမယ်ဆိုရင်ဟလာသူနဲ့လက်တွဲလုပ်နိုင်တဲ့အစုအဖွဲ့ကိုပဲသူကတွဲမှာလေ။သူမယုံကြည်တဲ့သူ့ကိုထိတ်တိုက်စိန်ခေါ်မဲ့သူဆိုရင်လွှဲမှာမဟုတ်ဘူး။အဲ့တော့ပြောကြစို့ဆိုလို့ရှိရင်အဲ့တော့ဒီအတိုက်ခံတွေဘက်က NLD အနေနဲ့ရွေးကောက်ပွဲမဝင်တာကိုနဝတကသဘောကျတယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့နဝတကလည်း NLD ကိုမဝင်စေချင်ဘူးကျွန်တော်တို့အတိုက်ခံတွေကလည်း NLD မဝင်နဲ့မဲတော်မပေးကြနဲ့ဆိုပြီးလုပ်လိုက်တဲ့အတွက်ကြောင့်အဲ့တော့နဝတကလိုချင်တဲ့ရလဒ်ကိုပူပေါင်းပြီးအကောင့်တွေပေါ်ပေးခဲ့ကြတယ်လို့ကျွန်တော်အဲ့လိုမြင်ဆိုတော့အခုလည်းပဲ campaign လုပ်ရင်ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆိုတာတကယ်ကိုဒီမိုကရေစီရေး Federal ရေးပေါ်မှာတစ်လျှောက်လုံးပေါ့နိုင်ငံရေးဖြတ်တန်းမှုတစ်လျှောက်လုံးကျွန်တော်တို့ဒီဇိုင်းမှန်ယုံကြည်ပြီးလုပ်ခဲ့ကြတဲ့သူတွေအဲ့ဒီသူတွေကိုမဲပေးမဲ့သူတွေကချင်းချောက်မှုအမျိုးမျိုးကြောင့်အခုကဒီမှာခုနကလည်းကိုတထွင်းနိုင်ပြီးတဲ့ဟာမှာကျွန်တော်တတိထားလိုက်မိတယ်လက်ရှိဒါစစ်တပ်ကနေပြီးတော့ချင်းချောက်မှုတွေနဲ့မဲပေးခိုင်းတာပါညာဆိုတော့တကယ်ကချင်းချောက်မှုတွေကမဲမပေးဖို့ချင်းချောက်နေတာမဲမပေးဖို့ချင်းချောက်တဲ့အခါကျတော့ဒီမိုကရေစီကိုလိုလားတဲ့နိုင်ငံရေးပြန်ပြီးတော့ပွင့်လင်းလာစေခြင်းတဲ့သူတွေကမဲလာမပေးရဘူးဆိုရင်ပြောကြဆိုလို့ရှိရင်တော့တစ်ဖက်ကလိုချင်တဲ့ရလဒ်ကိုပူးပေါင်းကြံစည်နေတာပဲပံ့ပိုးဆောင်ရွက်ပေးနေတာပဲလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ဒါကတော့တစ်ပိုင်းပေါ့အဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုတော့အကြမ်းဖက်မှုတွေလုပ်အဲ့ဒီအကြမ်းဖက်မှုတွေကဒီခေတ်မှာလိမ်လို့မရဘူးပြောရရင်တက်တေတက်ကာရတွေနဲ့အခုလဲကျွန်တော်ရှိမှဆိုကျွန်တော်ဗီဒီယိုတွေအများကြီးပဲကျွန်တော်ဟလာပြောရရင်ဟိုစိတ်ထိခိုက်စရာတွေရဲရဲဆက်လှုပ်ထားတဲ့ကိစ္စတွေဒါတွေအကုန်ထွက်လာတာပေါ့အဲ့တော့ပြီးတဲ့အခါကျရင် तू မဟုတ်ပါဘူးကိုမဟုတ်ပါဘူးနဲ့ပြောဖို့တော့လုပ်ပြီးတော့တကယ်ကခံလိုက်ရတာကလက်နဲ့မဲ့ပြောရင်အကာအကွယ်မဲ့တဲ့အရာသားတွေပဲခံရတယ်အဲ့တော့ဘသူကပဲလုံအကြမ်းဖက်မှုပဲအဲ့ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့လည်းဒါကျွန်တော်တို့အမေရိကန်မှာပေါ့ထုတ်ပြန်တဲ့ report တစ်ခုမှာPDF တွေကလုပ်တဲ့အကြမ်းဖက်မှုကဘယ်လောက်ရာခိုင်နှုန်း ERO တွေကလုပ်တဲ့အကြမ်းဖက်မှုကဘယ်လောက်ရာခိုင်နှုန်းစစ်တပ်ကဟလာဘုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဖြစ်တာဘယ်လောက်ရာခိုင်နှုန်းဆိုတဲ့သူတည်တနာစစ်တမ်းတွေလည်းရှိတယ်အဲ့တော့လွယ်လေးဟလာအကြမ်းဖက်မှုတွေကိုတာဝန်မခံဘူးတာဝန်မယူဘူးဟိုတယောက်ကိုတယောက်လက်ညှိုးထိုးချပြီးတော့အပြစ်မဲ့ဒီအရက်ဖက်လက်နက်မဲ့အကာအကွယ်မဲ့ပြည်သူတွေတေကြီးပျက်စီးနေတဲ့ကိစ္စကိုတော့ပိုင်ရှင်မဲ့လုပ်လို့မရဘူးလုပ်ရင်လည်းတမိုင်းကခွင့်လွှတ်မှာမဟုတ်နော်အဲ့တော့ဒီကိစ္စတွေအားလုံးကခုနကတမိုင်းအကြောင်းပြောလို့တမိုင်းနဲ့ချီပြီးတော့တာဝန်ယူရလိမ့်မယ်ရှင်းရလိမ့်မယ်ဒီအကြမ်းဖက်မှုတွေကလူခွင့်ချိုးဖောက်မှုတွေအကြမ်းဖက်မှုတွေဘယ်သူကပဲလုပ်လို့အဲ့ဒါတွေကပျောက်သွားတဲ့ကိစ္စတွေမဟုတ်ဘူးလို့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်အဲ့တော့ကျွန်တော်ကတခုတော့လည်းပြောချင်တယ်အဲ့တော့ဒီရွေးကောက်ပွဲစန့်ကျင်ကြဆိုပြီးတော့ဘာဆက်လုပ်မယ်ဆိုတဲ့ package ပါတခါတည်းရှိဖို့တော့လိုတယ်ဟို timeline နဲ့ရှိဖို့လိုတယ်အချိန်နဲ့ရှိဖို့လိုတယ်အခု၄နှစ်ကျော်လာတော့အဲ့တော့ဟိုတကယ်ကပြောရရင်ဟိုဒါကျွန်တော်တို့ကဟိုကြိုက်ချင်းမကြိုက်ချင်းနဲ့မဆိုင်ဘူးအဲ့တော့နိုင်ငံတနိုင်ငံရဲ့စစ်တပ်ကိုဒီပနိုင်ငံကြီးတွေရဲ့အထောက်အပံ့ပါဝင်ပတ်သက်မှုမရဘဲနဲ့ဟလာဟိုမလွယ်ဘူးဆိုတာကိုတော့ဒါဗိုလ်ချုပ်ကွန်မော်လည်းဒါတခါကောက်ချက်ချတာကျွန်တော်ကြားဘူးအဲ့တော့ဟိုမရေမရာနဲ့အားလုံးဟိုတထိတ်ထိတ်နဲ့စိုးရင်ကြောင်းကြမှုတွေနဲ့မလုံးမချုံနဲ့ကာလအကန့်အသတ်မရှိတော့မလုံးနဲ့ရွေးကောက်ပွဲစန့်ကျင်ပြီးရင်ဖြတ်သိမ်းပြီးရင်ဘာလုပ်မယ်ဘလောက်တွင်းမှာဘာလုပ်မယ်ဆိုတော့ကာလအကန့်အသတ်နဲ့တိတိကျကျပြည်သူကိုချပြဖို့လိုတယ်ဆိုတော့လေကျွန်တော်ကတခါပဲကျွန်တော်တိုက်တွန်းခြင်းတယ်ဟိုအကောင်းဆုံးကတော့အကောင်းဆုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြေပြင်လက်တွေ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့ရလက်ကိုဥတီတဲ့ချင်းကပ်မှုမျိုးဖြစ်ဖို့ပဲလိုပါတယ်ပုံမှန်အခြေအနေတာမန်အခြေအနေရွေးကောက်ပွဲမဟုတ်တာတော့သိကြတယ်အဲ့ဒီအခြေအနေကြီးကိုကျွန်တော်တိတိနဲ့ပဲကျွန်တော်တို့ဖြတ်သန်းရမှာဖြစ်တယ်ပေါ့ကောင်းတာပေါ့တကယ်တော့ပြောရင်ကျွန်တော်တို့မျှော်လင့်တဲ့ရာနှုန်းပြည့်ဒီမိုကရေစီဆိုတာရွေးကောက်ခံကြနှုန်းပြည့်တဲ့ဟာကိုကျွန်တော်တို့မျှော်လင့်အဲ့တော့ဖြစ်တယ်မပြည့်ရင်ဘာလုပ်မလဲပြည့်သွားရင်ရောဘာဆက်လုပ်မလဲဟိုဒါပေမဲ့ဒီချိန်မှာလည်းအခုချိန်ထိပြောရင်တော့ဒေါ်ဆန်းစုကြည်နေရာကိုအစားထိုးနိုင်လောက်တဲ့ခေါင်းဆောင်မရှိသေးတာလည်းအမှန်ပဲနိုင်ငံရေးဆိုတာအထူးသဖြင့်မြန်မာနိုင်ငံရေးဟာပြောရင်တော့ကျွတ်တလက်ချက်တစ်ခုပဲအဲ့တော့ကျွန်တော်တို့ကပြည်သူကိုဟိုတစ်ပတ်ဆိုပြီးနှစ်ပတ်ဆိုပြီး
အာတူတီလာတော့မယ်ဟိုကွတ်လာတော့မယ်အစရှိတဲ့မျိုးနဲ့မျိုးနဲ့ဖြစ်လာတာ၄နှစ်ကျော်လာပြီအဲ့တော့ကျွန်တော်တို့ကဟိုအာဏာကိုဥတီပြီးတော့လုပ်တဲ့နိုင်ငံရေးမဟုတ်ဘူးဟုတ်ကဲ့ဥပ္ပိုလ်ခင်ဗျာအခုစစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့အတွက်ဒါအချိန်ထုတ်ပြန်လိုက်ပေါ့နော်ဒီနှစ်ကုန်ဒါမှမဟုတ်ရှေ့နှစ်စံပိုင်းပေါ့အဲ့တော့ဥပ္ပိုလ်ကြီးတို့ပြည်သူ့ပါတီကတော့ပြည်ထောင်စုတစ်ခုလုံးတိုင်းတာနဲ့ရှင်ပြိုင်မယ်လို့သိရတယ်မဲဆန္ဒနယ်အကုန်လုံးပေါ့နော်ဟိုအကုန်လုံးဝင်ပြိုင်နိုင်မှုရှိလားအစိုးရဟိုဖွဲ့နိုင်တဲ့အထိရောမျှော်လင့်ထားလားဟိုတစ်ခုကတော့ကျွန်တော်တို့ကဥပဒေနည်းဥပဒေဘာမှမထွက်သေးဘူးတော့ဘယ်မျိုးနယ်ဒီမှာကျင်းပမယ်ဆိုတာနောက်တစ်ခါရွေးကောက်ပွဲစနစ်ပေါ့အဲ့တော့ PR လုပ်မယ်FPTP လုပ်မယ်ဆိုတဲ့ဟာတွေနဲ့ပတ်သက်လို့ဘာမှတိတိကျကျမထွက်သေးတော့ကျွန်တော်တို့ကဒီရွေးကောက်ပွဲပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ကျွန်တော်တို့လောလောဆယ်မှာဟိုကိုယ့်ဘာကိုယာရာထားတာတွေလောက်ပဲရှိတယ်ဖြစ်လာနိုင်ခြေကိုမှန်းဆပြီးယာရာနေတာပဲရှိတယ်ကျွန်တော်တိတိကျကျတော့ကျွန်တော်သတ်မှတ်လို့မရသေးဘူးဆိုတော့နောက်တစ်ခုကတော့ဟိုကျွန်တော်တို့ရွေးကောက်ပွဲနီလန်းကိုစဉ်းစားတဲ့ပုံစံကဟိုအာဏာကိုဥတီပြီးတော့လုပ်တဲ့နိုင်ငံရေးမဟုတ်ဘူးအဲ့တော့နိုင်ငံရေးဆိုတာကတော့လုတ်ပိုင်ခွင့်ရမှလည်းပဲကိုယ့်ရဲ့စိတ်စေတနာကိုယ့်ရဲ့လေ့လာစီပူထားတဲ့ဟာတွေဘုသူတာတွေကိုကျွန်တော်တို့ကပြန်သုံးဆွဲခွင့်ကျင့်သုံးခွင့်ရတာပေါ့နော်သို့တော်လည်းပဲကျွန်တော်တို့စလုပ်တာကတည်းကဟိုအစိုးရဖွဲ့ဖို့လို့ပါလို့ပြောတဲ့အခါကျတော့တကယ်ကတော့တက်ဆွမ်းတဲ့မြကျွန်တော်တို့နိုင်ငံတော်ပြန်ပြီးတည်ငြိမ်ဖို့ပြန်ပြီးစူးစီးဖို့ဆောင်ရွက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲအဓိကကျွန်တော်တို့ဒီပြည်သူ့ပါတီကိုတည်ထောင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ချက်တိချက်ကိုပဲကိုအဓိကပြောချင်ကျွန်တော်တို့ကဒီဒီမိုကရေစီရေးဖက်ဒရယ်ရေးပေါ့နော်ဆိုတော့ဒီအပေါ်မှာခိုင်ခိုင်မာမာရပ်တည်တဲ့အင်အားစုအနေနဲ့ပဲကျွန်တော်တို့ကအဓိကရှင်ပြိုင်တော့မှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေကဆုံးဖြတ်ပါလိမ့်မယ်အဲ့တော့ဘယ်သူတွေကဒီဒီမိုကရေစီရေးဖက်ဒရယ်ရေးအပေါ်မှာဒီဇိုင်းမမတ်เนาะတမိုင်းကြောင်းအရာရောရပ်တည်တယ်လဲဆိုတာကပြည်သူကပဲဆုံးဖြတ်ရွေးချယ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်နိုင်ငံရေးဆိုတာအထူးသဖြင့်မြန်မာနိုင်ငံရေးဟာကြိုတင်မှန်းဆလို့အင်မတန်ခက်ပါတယ်ပြောရရင်တော့ကြိုတင်လက်ချက်တစ်ခုပဲတခါတလေမှာကျွန်တော်တို့ကနိုင်ငံရေးဇက်သွင်းတာသိများတယ်ကျွန်တော်တို့နိုင်ငံရေးတမိုင်းတစ်လျှောက်လုံးကိုပြန်ကြည့်ရင်ဟိုတိုက်မယ်ခိုက်မယ်ချမယ်ညှက်မယ်ဆိုတာနဲ့အခုလည်းပဲစစ်တပ်ကိုဒါနိုင်ငံရေးကနေပြီးတော့ဒါလုံးဝဖယ်ထုတ်ပြရမယ်ကောင်းတာပေါ့တကယ်တော့ပြောရင်ကျွန်တော်တို့ညှော်လင့်တဲ့ရာနှုန်းပြည့်ဒီမိုကရေစီဆိုတာရွေးကောက်ခံကြနှုန်းပြည့်နေတာကိုကျွန်တော်တို့ညှော်လင့်အဲ့တော့သို့တော့နိုင်ငံရေးဇက်သွင်းလုံးအားကြီးတော့ပြည်သူတွေရဲ့တည်ငြိမ်မှုနေ့စဉ်စားဝတ်နေရေးလုပ်ငန်းကိစ္စတွေကိုကျွန်တော်တို့မျက်ကွယ်ပြုသလိုဖြစ်နေတယ်ဟိုကျွန်တော်တို့ကတော့အဓိကကတကယ်ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲကဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအုပ်ချုပ်ရေးကိုဓာတ်ရိုက်ရွေးချယ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ပထမအဆင့်ကတော့ဥပဒေပြုရေးကိုဥတီပြီးတော့ကျွန်တော်တို့တွားရတဲ့နိုင်ငံရေးစနစ်ဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံရဲ့အခြေအနေကဓာတ်ရိုက်သမရရွေးကောက်ပွဲမရှိဘူးလွှတ်တော်ကတစ်ဆင့်ရွေးကောက်တဲ့ပုံစံမရှိဘူးဒါကြောင့်မလို့အခုချိန်မှာပြောနိုင်တာကတော့ဒါလွှတ်တော်ရွေးကောက်ပွဲပုံစံကိုပြပြပြန်ပေါ်လာဖို့เนาะဒီဟာကိုပဲကျွန်တော်တို့အဓိကထားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့အသေးစိတ်ကိစ္စတွေကတော့ကျွန်တော်တို့ရွေးကောက်ပွဲဥပဒေနည်းဥပဒေတွေထွက်ပြီးတော့ပါတီအနေနဲ့လည်းကျွန်တော်တို့စုံညီအစည်းအဝေးလုပ်ပြီးတော့ဆုံးဖြတ်ချက်ချပြီးမှပဲအသေးစိတ်တွေကိုကျွန်တော်တို့ဖြေကြားနိုင်မှာဖြစ်ပါတယ်ဟိုကျွန်တော်တို့ပြီးခဲ့တဲ့ဒါ2020ရွေးကောက်ပွဲမှာလည်းဒါပြည်သူ့ပါတီကနေပြီးတော့ရွေးကောက်ပွဲကြီးညာစာတမ်းဆိုတာတွေထွက်ခဲ့တာရှိပါတယ်เนาะအဲ့တော့အခုကတော့နိုင်ငံရေးပုံဝင်ကျင်လည်းတော်တော်ပြောင်းလဲလာပြီးဖြစ်တဲ့အခါကျတော့ရွေးကောက်ပွဲကြီးညာစာတမ်းတို့ဘာလို့ဆိုတာကတော့အဲ့ဒီအားလုံးကျွန်တော်တို့ပါတီဘုကော်မတီစုံညီအစည်းအဝေးတွေကျင်းပပြီးတော့မှအဲ့ဒီကနေပြီးတော့အတိအကျကျွန်တော်တို့ထွက်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ဒီကြတာကတော့ဒါမဲ့အခင်းအကျင်းမှာအရင်ဆုံးပေါ့ကျွန်တော်တို့တည်ငြိမ်ရေးတရားဥပဒေစိုးမိုးရေးတစ်ဖက်ကထိန်းသိမ်းနိုင်ဖို့ပြန်ပြီးတော့တည်ဆောက်နိုင်ဖို့လိုအပ်တယ်အဲ့ဒီတည်ငြိမ်တဲ့တရားဥပဒေစိုးမိုးတဲ့နေရာဒီမှာဒါလူထုရဲ့အလုပ်ကိုင်ခွင့်တန်းတွေဖန်တီးတဲ့ကိစ္စတွေအဲ့ဒါတွေကိုတစ်ဖက်ကကျွန်တော်တို့ဆောင်ရွက်ဖို့လိုအပ်တယ်နောက်တစ်ခုကတော့ပဋိပက္ခပြဿနာကအမတန်ဒုကြီးတဲ့အခါကျတော့ဒီတိုင်းသားဒန်းညီညာရေးဒီ Federal ခွင့်ရေးတွေနဲ့ပတ်သက်ပြီးတော့ဥပဒေအရာခိုင်မာမာဖြစ်လာအောင်ကျွန်တော်တို့ဒါဥပဒေပြင်ဆင်တာတွေပြောင်းလဲတာတွေပြုပြင်တာတွေဒါတွေကိုကျွန်တော်တို့စက်တိုက်ဆောင်ရွက်သွားဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြဿနာအားလုံးကိုနိုင်ငံရေးကိစ္စကိုကြီးပဲဦးစားပေးလုပ်နေတာမျိုးပုံပဲနဲ့ခုနကတည်ငြိမ်ရေးလုံခြုံရေးစီးပွားရေးကိစ္စတွေကိုပါအားလုံးကျွန်တော်တို့တပြေးညီဆောင်ရွက်သွားမှာဖြစ်တယ်လို့မြင်ပါတယ်ပြဿနာကိုဦးစားပေးပြီးကျွန်တော်တို့ဖြေရှင်းရမှာပဲအဲ့တော့ဖြေရှင်းတဲ့အခါမှာ2008ဘောင်ထဲကနေပြီးတော့ဖြေရှင်းတာရှိတယ်လို့
အခြားတီထွင်စတင်မှုတွေလည်းကျွန်တော်တို့ကစူးစမ်းဖို့လိုတယ်တဘောဒါတော့ရွေးကောက်ပွဲအလွန်ဖြစ်တဲ့အခါကျတော့မှဒါကျွန်တော်တို့ကနယ်နိမိတ်သတ်မှတ်တာတွေကအစပေါ်တာပြည်နယ်တွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေသတ်မှတ်တာတွေကအစဒါအခုပဲကျွန်တော်တို့ဒါလက်နက်ကိုင်အဖွဲ့တွေချင်းချင်းကြားထဲမှာနေနေရင်းပေါ်မှုတွေပေါ်နေအဲ့တော့ဒီကိစ္စတွေပေါ်နေတဲ့အချိန်မှာတစ်ဖက်ကကျွန်တော်တို့ကတရားဥပဒေစိုးမိုးရေးနဲ့ Federal စနစ်ကျင့်သုံးရေးကိုစပြီးလုပ်လို့ရတဲ့နေရာတွေမှာ pilot project ပေါ့နော်တေချာကျွန်တော်တို့ကအကောင့်တွေပေါ်ဖို့တူတယ်အဲ့ဒီ model ကိုကြည့်ပြီးတော့မှကျန်တဲ့နေရာတွေကိုလည်းပဲတစ်ဖက်ကလည်းစေစာစကားပြောတာတွေဆွေးနွေးတာတွေတစ်ဖက်ကလည်းလုပ်တစ်ဖက်ကလည်းပဲစကျင့်သုံးလို့ရတဲ့နေရာတွေမှာဒီ Federal model ပေါ့နော်ကောင်းကောင်းကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့တကွပေါ့လုပ်လာရင်အဲ့တော့တရားဝင် Federal အခွင့်အရေးဆိုတာနိုင်ငံရေးနည်းလမ်းနဲ့ပဲရနိုင်တယ်ဆိုတာကိုကြည်လာအောင်ကျွန်တော်တစ်ဖက်ကလုပ်ဖို့တိုးတယ်အဲ့ဒါလိုမဟုတ်ရင်တော့လက်နဲ့နယ်မြေသိမ်းထားတဲ့ဟာတွေကိုလက်လွတ်လိုက်ဖို့အတိမတ်ပြုလိုက်ဖို့ဆိုတာကတော့အဲ့ဒါဟာသူတို့ကိုယ်တိုင်လည်း legitimate မဖြစ်နိုင်ဘူးဥပဒေကြောင်းအရခိုင်မာတဲ့အခွင့်အရေးမဖြစ်နိုင်ဘူးအဲ့တော့ခိုင်မာတဲ့အခွင့်အရေးဆိုတာနိုင်ငံရေးနည်းလမ်းနဲ့ဥပဒေအရသာလို့ရင်ခံစားနိုင်တယ်ဆိုတာကိုကျွန်တော်တို့ကယုံကြည်လာအောင်လက်တွေ့ဆောင်ရွက်ပြဖို့လည်းလိုတယ်စိစက်ဆွေးနွေးဖို့နိုင်ငံမှာပုဂ္ဂိုလ်ရေးအခမ်းကဏ္ဍကတော်တော်ကိုကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဗိုလ်ချုပ်အောင်ဆန်းကနေစပြီးတော့ပေါ့နော်ဒါဒေါ်အောင်ဆန်းစုကြည်အထိပုဂ္ဂိုလ်ရေးအခမ်းကဏ္ဍတော်တော်ကြီးတယ်။သို့တော်လည်းပဲကျွန်တော်တို့က time factor ပေါ့နော်အချိန်နဲ့ကာလအခြေအနေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့နည်းနည်းလေးပြန်သုံးသပ်ဖို့လိုတယ်။တချို့လည်းကျွန်တော်ကြားနေရတာတွေရှိတယ်။အဲ့တော့2010ရွေးကောက်ပွဲမှာမဝင်ဘူး။ပြီးတော့မှ2012ကျမှဝင်တာမျိုးဆိုတာမျိုးစဉ်းစားကြတာလည်းရှိတယ်။ဆိုတော့အဲ့ဒါကျွန်တော်ပြန်ပြောဖြစ်တယ်။အဲ့ဒီချိန်တုန်းကဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကပြောရင်တော့50ကျော်60ပေါ့။တော့65ပေါ့။တော့စမ်းချမ်းမာနဲ့တကယ်ကိုတော့နိုင်ငံရေးအဖြစ်လည်းအမြင့်ဆုံးပေါ့နော်ပြောရင်တော့အခြေအနေမှာရှိတယ်။တော့တစ်ဖက်ကလည်းဒါတိုင်းသားခေါင်းဆောင်တွေမှာအငယ်ဥခုံထုံးလို့ဘာလို့လွယ်မတန်းဩဇာတိကမကြီးတဲ့ခေါင်းဆောင်တွေရှိတယ်။အဲ့တော့အခုကကျွန်တော်တို့ကဒါကြောင့်တစ်ခါကြားလို့ရှိရင်ဒီခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ပြန်သုံးသပ်ကြည့်တဲ့အခါဦးနေဝင်းပြီးတဲ့အခါကျတော့ကျွန်တော်ဦးစိန်လွင်ဒေါက်တာမောင်မောင်ဗိုလ်ချုပ်စောမောင်ဗိုလ်ချုပ်မူကြီးတန်းရွှေဦးသိန်းစိန်အစရှိတဲ့ပြင်ပေါ်သူတို့ရှိမှာ9ယောက်10ယောက်လောက်ပြောင်းသွားတယ်ပြောင်းသွားတဲ့အချိန်မှာကျွန်တော်တို့က88ကလေးကတည်လာလိုက်တာဒေါ်အောင်ဆန်းစုကြည်ပဲဆိုတော့အခုသူလည်းအသက်80ပြည့်လာပြီဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်ထည့်တွက်ဖို့လိုတယ်လို့မြင်တယ်ဒါကြောင့်မလို့ဒီလူပုဂ္ဂိုလ်ရဲ့အခန်းကဏ္ဍအပေါ်မှာလုံးလုံးရရမိကိုတဲ့ကိစ္စကလည်းဒီမိုကရေစီမှာဒါကျွန်တော်ပြန်သုံးသပ်စရာဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ဒီချိန်မှာလည်းအခုချိန်ထိပြောရင်တော့ဒေါ်ဆန်းစုကြည်နေရာကိုအစားထိုးနိုင်လောက်တဲ့ခေါင်းဆောင်မရှိသေးတာလည်းအမှန်ပဲဒါပေမဲ့အပြောင်းလဲကိုစဉ်းစားတဲ့အခါမှာတော့သူကိုယ်တိုင်မှာပါဝင်ပြီးပြုပြင်ပြောင်းလဲမှုတွေဖြစ်လာနိုင်ရင်တော့ကောင်းတယ်ဒါကျွန်တော်တို့လည်းဖြစ်စေချင်တယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လည်းနိုင်ငံအနေနဲ့ပဲကြည့်ပြီးတော့ကျွန်တော်တို့ကတော့သွားတင်တယ်လို့မြင်တယ်ဒါကြောင့်မလို့ဒီပုဂ္ဂိုလ်အာဏာရမှဒီလူခေါင်းဆောင်ဖြစ်မှဆိုတာမျိုးတဲ့ကိုလက်ရှိနိုင်ငံရဲ့ပဋိပက္ခအနိဋ္ဌာယုံကြီးကိုကျွန်တော်တို့ဘယ်လိုလျှော့ချမလဲဆိုတာကိုပဲဦးစားပေးပြီးတော့ချင်းကပ်စေချင်တယ်လို့ကျွန်တော်တို့လူပဲမြင်ပါတယ်အခုကဒါကျွန်တော်တို့မှတ်ပုံတင်တဲ့ပါတီတွေကိုကြည့်လိုက်တဲ့အခါကျတော့ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာပါတီတွေထောင်းလာတာတွေ့ရတယ်ကျွန်တော်တို့အပေါ်ဆုံးကနေစပြီးတော့ကြည့်လို့ရှိရင်ကချင်ပါတီရှိတယ်ဗျာဟုတ်လားကချင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါရှမ်းမှာလည်းပြောရင်လူမျိုးစုအငယ်တွေပါရှိတယ်ဗျာပါတီတွေဒါအဲ့တော့ပြီးတဲ့အခါကျတော့ဒီမှာအခုအောက်ကိုဆင်းလာလို့ရှိရင်ဒါကရင်တွေပေါ့ဟုတ်လားကရားအခုပါတီမှတ်ပုံတင်ကြတယ်ဗျာကရင်ပြည်နယ်ထဲမှာ2ပါတီရှိတယ် AR ဒီမှာ1ပါတီရှိတယ်ကရင်ရှိတယ်မွန်ရှိတယ်ဗျာဟုတ်လားမွန်ပါတီရှိတယ်ဗျာရခိုင်ရှိတယ်ဗျာဒါချင်းပါတီအခုမှတ်ပုံတင်ထားတယ်ဆိုတာတွေ့ရတယ်ဗျာအဲ့တော့တစ်ဖက်ကလည်းနာဆာကဘက်ကပေါ့နော် NSPNC ဘက်ကပြုစုထားတာရဆိုလို့ရှိရင်မနစ်ကပြုစုထားတာပေါ့ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တဲ့မြို့နယ်အားဒါ160ကျော်လောက်ရှိတယ်လို့သူကသုံးသပ်တယ်အဲ့တော့90ရာခိုင်နှုန်းကျင်းပနိုင်တဲ့မြို့နယ်ကလည်း30ကျော်လောက်ရှိတယ်ဆိုတော့ဖြန့်မြတ်သူက200ပတ်လည်လောက်လုံနိုင်တယ်လို့မနစ်ကကျွန်တော်တို့ဂုတ်လစက်တင်ဘာလလောက်အဲ့ဒီပတ်ဝန်းကျင်လောက်ကသူပြုစုထားတာရှိတယ်အဲ့တော့ဒါကြောင့်မလို့ဒီကိန်းဂဏန်းတွေကအချက်လက်တွေကတိတိကျကျခိုင်မာတယ်လို့တော့ပြောလို့မရဘူးเนาะအဲ့တော့အတိုးအလျှော့အပြောင်းအလဲကတော့ရှိနေပါပဲသို့တော့ဘယ်လိုပဲဖြစ်ဖြစ်သူက2008ဖွဲ့စည်းပုံကိုသူကအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်ထက်ဝက်ကျော်ရင်တက်ရောက်သူထက်ဝက်ကျော်လို့ပြောတာတက်ရောက်သူဆိုတာ
တပ်မတော်သားကိုယ်စားလှယ်25ပါပါဆိုလိုတာကတော့ရွေးကောက်ခံ25ရှိရင်လွှတ်တော်အထမြောက်အကယ်၍ထမမြောက်ခဲ့တယ်3ပုံ1ပုံလို့ပြောတဲ့အခါကျတော့25ပေါင်း8ဆိုရင်သူကအထမြောက်တယ်ဆိုလိုတာဒါကတော့ကျွန်တော်ကြိုက်တာမကြိုက်တာထားအဲ့တော့ကျွန်တော်ပြောတာကတော့လက်ရှိပြဋ္ဌာန်းချက်အရာကျွန်တော်ပြောတာအဲ့တော့သူပထမအဆင့်တစ်ဆင့်ကတော့ဘလို့နည်းနဲ့ဖြစ်အောင်လုပ်သွားလို့ရတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ရွေးကောက်ပွဲကိုဖျက်တယ်ဒါကတော့တဦးချင်းရဲ့ဆုံးဖြတ်ချက်ပါဒါအဖွဲ့အစည်းတစ်ခုချင်းရဲ့ဆုံးဖြတ်ချက်ပဲအဲ့တော့ဖျက်တယ်မပြတ်ရင်ဘာလုပ်မလဲပြတ်သွားရင်တော့ဘာဆက်လုပ်မလဲဟိုလက်တန်းနေတော့မလုပ်သင့်ဘူးမပြောသင့်ဘူးဘာလို့ဆိုတော့လူတန်း90ရဲ့ဘဝတွေနဲ့ရင်းပြီးတော့ဆုံးဖြတ်ချက်တွေလုပ်နေတာလေအဲ့တော့ကျွန်တော်ကပြည်သူကိုဟိုတစ်ပတ်ဆိုပြီးပြီနှစ်ပတ်ဆိုပြီးပြီအာတူတီလာတော့မယ်ဟိုကွတ်လာတော့မယ်အစရှိတဲ့မျိုးနဲ့မျိုးနဲ့ဖြစ်လာတာ၄နှစ်ကျော်လာပြီကျွန်တော်တို့ကဟိုနိုင်ငံရေးသဘောထားကွဲလွဲတာပြဿနာမရှိဘူးကွဲလွဲပြီးတော့ကျန်တဲ့လူတွေကိုနိုင်ငံရေးတတ်တဲ့ကိစ္စကျွန်တော်ပြောမှုတယ်ဒါနိုင်ငံရေးတတ်တယ်ဆိုတာဒီမိုကရေစီကိုတတ်တာပဲသဘောထားကွဲလွဲမှုကိုတတ်တာပေါ့နိုင်ငံရေးတတ်တယ်ဆိုတော့ဒါဒီမိုကရေစီကိုတတ်ပြတာအဲ့တော့ဒီလူတွေကတကယ်ရောဒီမိုကရေစီကိုယုံကြည်ရလားနောက်ဆိုတော့အဲ့ဒီလက်နက်ကင်လွှမ်းမိုးသွားတဲ့နေရာတွေမှာရောဒီမိုကရေစီကဖြစ်နေသလားပြည်သူတွေကအတန်ထွက်ခွင့်ရသလားကျွန်တော်ကတော့ဒါရှင်းပဲကျွန်တော်တို့မေးရတော့မယ်လို့မြင်တယ်ဒါကျွန်တော်တို့ကဟလာယူကရိန်းမှာကပြောရရင်အမေရိကန်ရောဥရောပနိုင်ငံတွေရောအကုန်လုံးတစ်ခါတည်းကိုအုံနဲ့ချင်းနဲ့ဘီလီယံနဲ့ချီပြီးတော့ဒါပံ့ပိုးမှုကူညီမှုတွေရှိတယ်အဲ့ဒါတောင်မှအခုငင်းငယ်ကြီးလုပ်တဲ့အခါကျတော့နေမြေဆွန့်လွတ်ဖို့ကိစ္စတွေပါလာပြီပေါ်လာဆိုတော့ကျွန်တော်တို့ပါရောကျွန်တော်တို့နိုင်ငံကိုဘာဖြစ်ချင်တာလဲဘယ်လိုဖြစ်စေချင်တာကျွန်တော်မေးရတော့မယ်ဒီချိန်မှာတော့နော်ဒါကြောင့်မလို့ပြည်သူကိုငဲ့ညာတဲ့ညံ့နာမှုတဲ့နိုင်ငံရေးဖြစ်ဖို့တော့လိုတယ်လို့မြင်ပါတယ်အားလုံးကအကန့်အသတ်ရှိတယ်အခုရွေးကောက်ပွဲလို့ပြောတာကလည်းတမယိုးကြပုံမှန်အခြေအနေမှာဖြစ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒါကြောင့်ဒီရွေးကောက်ပွဲကိုလည်းတမယိုးကြလို့ဆိုရင်ရွေးကောက်ပွဲတွေကဖြစ်လာမဲ့အခြေအနေမျိုးကိုကျွန်တော်တို့ညှော်လင့်လို့မရဘူးဒါကတော့ကျွန်တော်ရိုးသားပဲကျွန်တော်ပြောတာအဲ့တော့ဒီအခြေအနေကကျွန်တော်တို့ကိုအင်္ဂလိပ်လိုတော့ better off ပေါ့ဒီစိုးွားတဲ့အခြေအနေကနေပြီးတော့ထိုက်လျောက်ပိုကောင်းတဲ့အခြေအနေတစ်ခုကိုအဆက်တစ်စီပြောင်းမှုအတွက်ပဲကျွန်တော်တို့ညှော်လင့်တာဒီကနေပြီးတော့အားလုံးဟိုပြည့်စုံတဲ့ရလဒ်ကြီးကောင်းမွန်တဲ့ရလဒ်ကြီးထွက်လာဖို့ဒီကျွန်တော်တို့ညှော်လင့်တာပေါ့အစိုးလျှော့ဖို့အတွက်ကိုပုံသဏ္ဍာန်ပြောင်းမှုအတွက်ကိုပဲပထမအဆင့်ဒီနဲ့ညှော်လင့်ပြီးတော့ကျွန်တော်တို့စူးစမ်းနေကြတာဖြစ်ပါတယ်အရင်တော့ရွေးကောက်ပွဲမတိုင်ခင်မှာအခုကျွန်တော်တို့ဆွေးနွေးညှိနှိုင်းနေတယ်လို့မျိုးဘာမှမရှိခဲ့ဘူးအခုကတော့ကျွန်တော်တို့နိုင်ငံရေးပါတီများနဲ့ NSPNC နဲ့ဆွေးနွေးနေတာရှိတယ်အဲ့တော့ NSPNC နဲ့ဆွေးနွေးတယ်ဆိုတာလေကျွန်တော်ကရှင်းပြောရရင်ကာလုံပြောင်းလိုက်ရင်တောင်မှ NSPNC အပြောင်းလဲတွေလည်းရှိကောင်းရှိလာတယ်အဓိကတပ်မတော်ကဖွဲ့စည်းပေးထားတဲ့တာဝန်ပေးထားတဲ့အစုအဖွဲ့နဲ့ကျွန်တော်တို့ဆွေးနွေးနေတာအဲ့တော့တပ်မတော်နဲ့ဆွေးနွေးနေတာဒါကြောင့်မလို့လာမယ့်လွှတ်တော်ပေါ်ပေါက်လာရင်တပ်မတော်သားအစုအဖွဲ့ကထောက်ခံဖို့အတွက်ကြိုတင်သဘောတူညီချက်ရရှိထားတယ်ရယူထားတယ်ဆိုတဲ့တတိကဝတ်ပေါ့နော်ဒီနားလည်မှုနဲ့ဒါကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ social media ပေါ်မှာအခုကတည်းကရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ပတ်သက်ပြီးပြောဆိုနေကြတာတွေထဲမှာညှော်မှန်းလို့မရနိုင်တဲ့အန္တရာယ်တွေလည်းရှိကောင်းရှိလာနိုင်တယ်သို့တော့အဲ့ဒါကတော့ကျူးလွန်တဲ့သူတွေရဲ့တာဝန်ပဲဒါတချို့ဆိုရင်ကျွန်တော်တို့တိုက်တွန်းကြတာရှိတယ်ဟိုလိုင်စင်နဲ့တနက်ဘာညာတွေကိုဥပဒေထွက်လာတဲ့အခါကျတော့ကျွန်တော်ကအကြမ်းမဖက်နိုင်ငံရေးကိုယုံကြည်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာလက်နဲ့မှဘာအကာအကွယ်မှကျွန်တော်မရှိဘူးကျွန်တော်ယူလည်းမယူဘူးပြီးတော့လေပြောရရင်ပါတီကောင်းဆောင်ဖြစ်လို့ဟလာပါတီတာဝန်ရှိတဲ့သူတွေဖြစ်လို့လည်းဘယ်သူမှလုံခြုံရေးပေးထားတာမဟုတ်လုံချင်ရင်တော့ဒါ easy target လို့ခေါ်တာပေါ့အချိန်ကြီးလုပ်လို့ရတယ်မတတ်နိုင်ဘူးနိုင်ငံရေးသမားဆိုတော့နိုင်ငံရေးယုံကြည်ချက်အပေါ်မှာပဲကျွန်တော်တို့ရပ်တည်တာခိုင်ပေါ်မှာရပ်တည်တာအဲ့တော့ဒါကြောင့်မလို့ဒါကျွန်တော်ရဲဘော်တွေလည်းကျွန်တော်ပြောတယ်အဲ့ဒါကျွန်တော်တို့လုပ်ရတဲ့ကိစ္စကတကယ်ကိုအကြမ်းမဖက်နိုင်ငံရေးဆိုတာဟိုစိတ်သက်ခိုင်မာမှုယုံကြည်မှုကသူများတဲ့တောင်ပို့လို့ရဲ့နော်အဲ့တော့ဟိုပြောရင်တနက်ကင်ထားတာကတနက်မရှိမလုံးလို့ခံစားရတယ်အဲ့တော့ကျွန်တော်တို့ကဘာလက်နဲ့မှကင်မထားဘူးအဲ့ဒီအတွက်ကျွန်တော်တို့ဒီကိုယ့်ရဲ့ယုံကြည်မှုရွေးချယ်မှုအပေါ်မှာခိုင်မာရပ်တည်ဖို့ကိုပဲကျွန်တော်အဓိကကျွန်တော်တိုက်တွန်းအားပေးတာလုပ်ပါတယ်ဟိုကျွန်တော်တခုတော့ပြောချင်တယ်ပုံမှန်ရွေးကောက်ပွဲတော့မဟုတ်ဘူးအဲ့ဒါတော့ကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့ဒါနားလည်ထားပြီးသားသိထားပြီးသားဘာကြောင့်လဲဆိုတော့လွတ်လပ်နဲ့ဟလာကျွန်တော်မဲဆွယ်စည်းရုံးနိုင်တဲ့အခြေအနေမျိုးလဲကျွန်တော်တို့မလွယ်ဘူးနောက်တစ်ခုကလည်းကျွန်တော်နေပြည်အကန့်အသတ်တွေကလည်း
ဘယ်နယ်မြေတော့သွားလို့မရဘူးဘယ်မှာတော့ကျွန်တော်တို့ရွေးကောက်ပွဲလုပ်လို့မရဘူးရွေးကောက်ပွဲဝင်လို့မရဘူးဆိုတဲ့အကန့်အသတ်တွေလည်းကျွန်တော်အများကြီးကြုံရမှာသို့တော့အဲ့ဒီဂျားတွေကနေပြီးတော့ပဲအဓိကကတော့ဒီပဋိပက္ခကိုပုံပြောင်းပြီးယူဖို့အတွက်အဓိကကျွန်တော်တာဝန်ယူဖို့အခုကတော့ကျွန်တော်တို့ကတာဝန်ကိုယူလို့မရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘာလုပ်ပိုင်ခွင့်မှမရှိဘူး။တကယ်လို့ကျွန်တော်တို့ကလူထုကရွေးချယ်လိုက်တဲ့တာဝန်ပေးလိုက်တဲ့သူတွေဖြစ်လာပြီဆိုရင်တော့ဒီပဋိပက္ခကိုဖြေရှင်းဖို့အတွက်ဝင်ပြီးကျွန်တော်တို့တာဝန်ယူလို့ရမယ်။ဒီအနေနဲ့ကျွန်တော်တို့ဝင်နေတာ။ဒါကြောင့်အတူရောင်လို့ဘာလို့ပြောရင်ကျွန်တော်တခုပြောနေတာကတော့ပုံမှန်အခြေအနေတာမန်အခြေအနေရွေးကောက်ပွဲမဟုတ်တာတော့သိကြတယ်။အဲ့ဒီအခြေအနေကြီးကိုကျွန်တော်တိနဲ့ပဲကျွန်တော်တို့ဖြတ်သန်းရမှာဖြစ်တယ်ပေါ့။အဲ့တော့ဒါကြောင့်မလို့တခါကျတော့ကျွန်တော်က2010မှာတော့အတွေ့အကြုံမျိုးပေါ့တစ်ဖက်ကဖြစ်စေခြင်းတဲ့ရလဒ်ကိုအတိုက်ခံတွေကပါပူပေါင်းဆောင်ရွက်တဲ့တွန်းပို့တဲ့ပုံစံမျိုးတော့မဖြစ်စေချင်ဘူးစစ်တိုက်တာတောင်မှဝါလုံးတိုက်လို့မရဘူးဟုတ်လားပိတ်ပြီးတိုက်လို့မရဘူးဟုတ်လားပါစောက်ပုံကားငယ်ပုံတိုက်ရတယ်နော်ဘာဆိုတော့သိကြီးပစ္စည်းမှုအရန်ကြီးလုံးအားကြီးလို့အဲ့တော့နိုင်ငံရေးလုပ်တယ်ဆိုတာလေအပိတ်တော့ကစားရဘူးနော်အပိတ်ကစားတာတိတ်အန်တရကြီးတယ်ဟုတ်လားကျွန်တော်ကစီရေးဘာမှကျွန်တော်ကျွမ်းကျင်တဲ့သူမဟုတ်ပါဘူးစစ်တိုက်နေတောင်မှဝါလုံးပုံပိတ်ပြီးတော့တိုက်ပြီးဆိုရင်ခံစစ်ကအရင်ပြင်းအရင်ကြီးအဲ့တော့နိုင်ငံရေးမှာလည်းပဲကားငယ်တို့ပါစောက်တို့မလုပ်ဘဲနဲ့အပြတ်ပိတ်ပြီးတော့တိုက်နေဆိုတဲ့ကိစ္စဟာတစ်ချိန်ပြန်ပြီးတော့စကားပြောဖို့အတွက်ကိုပါအရင်ခက်သွားလိမ့်မယ်လို့ကျွန်တော်တော့မြင်တယ်။ဘာလဲယူကောက်ပွဲအလွန်မှာဒီပဋိပက္ခကဒုတယ်ကြီးနဲ့ကြမ်းနေအဲ့တော့ကြမ်းနေတဲ့အခါမှာတယောက်နဲ့တယောက်မကြည့်ချင်တော့အောင်မျက်နှာပြက်တော့အောင်တယောက်နဲ့တယောက်မလုပ်အောင်မလုပ်တဲ့ဘူးဒါကနိုင်ငံရေးအမျှော်အမြင်နဲ့ဆိုင်တယ်တကယ်ကိုနိုင်ငံသားတွေကြီးပဲတော့ဒီချိန်မှာကျွန်တော်မျက်နှာပြင်းပြန်ဆိုင်ရရတယ်ဟုတ်တယ်စကားတွေပြန်ပြောကြရတယ်ဟုတ်တယ်အဲ့ဒီအတွက်ကိုရေရှည်အမျှော်အမြင်ရှိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံတကာအပြောင်းလဲတွေကိုလေ့လာတဲ့အခါမှာနိုင်ငံကြီးတနိုင်ငံကကိုတိလက်ရောက်ဝင်တိုက်ပြီးလို့ပြောင်းလဲတဲ့ပြောင်းလဲတွေရှိတယ်ဟုတ်လားဒါကျွန်တော်တို့ Iraq တို့ Afghan တို့အစရှိတဲ့ဖြစ်နေဖြစ်တယ်သို့တော့ regime တော့ချိန်သွားတယ်ဒီမိုကရေစီဖြစ်မလာဘူးအကုန်လုံးပြောရင်တော့မြို့စားပြင်းတော့နဲ့အကုန်လုံးအမိုက်တုံဖြစ်ပြီးကြံခဲ့ဆုတ်ပြတ်ပြီးတော့ကြံခဲ့နောက်တစ်ခုကတော့Fidel Ramos လိုမျိုးတက်ကနေပြီးတော့ကျွန်တော်တို့လူထုအင်အားနဲ့ကိုရဇန်အကွီနူနဲ့ပူးပေါင်းသွားတဲ့ဖြစ်စဉ်မျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကရောအဲ့တော့ဒီနိုင်ငံမှာခုနပြောသလိုတက်ကပြိုကွဲပြီးတော့ပေါင်းသွားဖို့ဆိုတဲ့ကိစ္စမှာအဲ့ဒီ social punishment ကြောင့်မို့လို့တက်ကပိုစည်းလုံးသွားတယ်ဘာလို့ဆိုတော့ကျွန်တော်နဲ့ထိစပ်နေတဲ့သူတွေကြားထဲမှာပါစီတီမလုပ်ဘူးဆိုတာနဲ့သားစဉ်ကြီးစေဒူတော်မတိုးအောင်တခါတည်းအချက်ပွဲပြစ်မယ်ဝိုင်းကျင်ပြစ်မယ်လှုပ်ပြစ်မယ်ဆိုတာမျိုးလုပ်တဲ့အခါကျတော့ငါတို့ရှုံးလို့မဖြစ်ဘူးငါတို့ကွဲလို့မဖြစ်ဘူးဆိုတဲ့ဟာကိုတက်ကိုစီးလုံးအောင်တက်ကိုမပြူကွဲအောင်အဲ့ဒီ social punishment ကအများကြီးထောက်ကူဖြစ်ခဲ့တယ်အဲ့တော့ဒါတွေကိုကျွန်တော်ပြောရတာကကျွန်တော်ကဒီမှာပြည်တွင်းမှာနေတယ်ပြည်သူကြားထဲမှာနေတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့လို့တခါကျတော့အတိုက်ခံကလုပ်တဲ့ကိစ္စတွေဟာတစ်ဖက်ကမျောလင့်တဲ့လိုချင်တဲ့ရလဒ်ကိုပူပေါင်းဆောင်ရွက်တယ်လို့ဖြစ်နေတာတွေကိုမှန်ကန်ပြန်သုံးသပ်ဖို့လိုတယ်။ကိုကတော့မှန်တယ်ထင်လို့လုပ်လိုက်တာပဲ။အဲ့တော့ counter productive ဖြစ်တယ်ဆိုတာကဖြစ်စေချင်တဲ့ရလဒ်ကတစ်မျိုးရလိုက်တဲ့ရလဒ်ကတစ်မျိုးဆိုတော့အဲ့ဒါတွေကိုဂဂနနားမလဲပဲနဲ့ပြောကောင်းတဲ့လျှောက်ပြောနေတာ social media ခေတ်မှာဖုန်းတစ်လုံးထောင်ပြီးတော့ပြောရင်လည်းပြောလို့ရနေတဲ့အချိန်မှာတကယ်မြင်ပဂတိအခြေအနေတွေနဲ့အများကြီးကင်းကွာနေတယ်ဆိုတာတော့ကျွန်တော်ကအားလုံးကျွန်တော်အတိပေးစေချင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်ဆုံးနေတယ်ပေါ့အခုစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့ပါတီအနေနဲ့ပေါ့နော်ဥကိုကြီးအနေနဲ့တက်ဆိုင်သူအားလုံးနဲ့လူထုအတွက်ပေါ့နော်သတင်းစကားပြောမှဆိုရင်ပါပြောလို့လည်းဗျကျွန်တော်တို့စိတ်ခံစားမှုတွေနဲ့လုံကဲဆုံးဖြတ်မိနေရလာကောင်းမထွက်အမှန်တရားဆိုတာကလည်းဘယ်အတိအကျကိုယ့်ရဲ့ကောက်ချက်တွေကိုယူဆချက်တွေနဲ့လုပ်ကြတာနောက်တစ်ခုကရာနှုန်းကြီးအမှန်ရာနှုန်းကြီးအမှားဆိုတာလည်းမရှိဘူးအမှန်အမှားတွေရောထွေးနေအဲ့ဒါကိုကျွန်တော်တို့ကတိမ်မွေ့နဲ့ချင်းကပ်နိုင်ဖို့လိုတယ်နောက်တစ်ခုကလည်းတက်မတော်ထဲမှာအဲ့တော့တက်မတော်ထဲမှာအားလုံးကတွေးတဲ့တမိတ်ဆိုပြီးမဲ့လူတွေအများကြီးနဲ့စုဖွဲ့ထားတာတကယ်တော့တခုလည်းမဟုတ်ဘူးသူတို့ထဲမှာလည်းမကျေနပ်တာတွေတောင်းတမကြိုက်တာတွေရှိတယ်တချို့ဆိုတက်ကပြောတာတွေရှိတယ်ကျွန်တော်တို့ကဒီမိုကရေစီဘက်ကိုကျွန်တော်တို့ကမဲပေးခဲ့တာပါတဲ့အားပေးခဲ့တာပါတဲ့အနိုင်ရပြီးသွားတဲ့အခါကျတော့ကျမတို့ဘက်ကိုလုံးဝပြန်မကြည့်ဘူးတဲ့ဟာခင်ဗျာအဲ့ဒီလိုအတန်မျိုးတွေကိုတချို့ကြားဘူးလေလားမသိဘူးရောပြီးတော့စစ်ခွေးဆိုပြီးတော့ရောကျုံနေတာဟုတ်လားဆင်းရဲတဲ့စစ်ဗိုလ်တွေအများကြီးပဲလစာနဲ့ပဲမလောက်မငှနဲ့နေတဲ့စစ်ဗိုလ်တွေအများကြီးပဲချမ်းသာတဲ့စစ်ဗိုလ်ကချမ်းသာတယ်ဆင်းရဲတဲ့စစ်ဗိုလ်ကဆင်းရဲတယ်ဟုတ်လားအောက်ခြေမှာရဲဘော်တွေဆိုတာလည်းပြောရင်ဒီလစာလေးနဲ့ပြောရင်အသက်နဲ့ရင်းပြီးတော့လုပ်နေရတာပဲကျွန်တော်ဆိုလိုချင်တာကတစ်ဖက်မှာလည်း PDF ဒီပါညာတွေဆိုတာတကယ်ကို
သူတို့ယုံကြည်ချက်တစ်ခုကြောင့်မလို့အသက်ဒီဘဝတွေအထိပေးဆက်နေကြတဲ့ဟာတွေဆိုတော့ဒါတွေဟာအမေရိကန်မှာတောင်ပိုင်းမြောက်ပိုင်းစစ်ပြစ်သွားပြီးတော့ပြန်ပြင်ငိမ့်တဲ့အခါကျတော့တစ်ဖက်ကိုတစ်ဖက်ဂုံတိတ်ကမထိခိုက်အောင်ပြန်ပြီးအဖက်ဆယ်ပေးတာတွေရှိတယ်နော်တိတ်ပြီးတော့ကျွန်တော်တို့ကသင်ခန်းစာတွေလေ့လာလို့ကောင်းတယ်ဆိုတော့အဲ့တော့ပဋိပက္ခမြင့်နေတဲ့အချိန်မှာမီးလောင်ရလေပင့်နေလုံနေတဲ့ဟာတွေဒါတစ်ဖက်ကရှိနေတာပဲသို့တော့ကျွန်တော်တို့ရေရှည်အမျှော်မြင်တဲ့တော့ဒီနိုင်ငံတော်ကနေခွဲထွက်ပြီးတော့နိုင်ငံအသေးလေးတွေပေါ်လာဖို့အတွက်ကိုလည်းပဲစိတ်ကူးမရင်ပါနဲ့လို့လည်းကျွန်တော်ပြောချင်တယ်လက်တွေ့အခြေအနေပါအိန္ဒိယနိုင်ငံတွေရဲ့အခြေအနေရောနောက်ဆုံးအိန္ဒိယနိုင်ငံတွေအခြေအနေကိုနိုင်ကသူတို့စစ်အာဏာရှင်စနစ်ကိုမကြိုက်ဘူးဆိုရင်တော့မှဗဟိုပြိုကွဲမှာကိုစိုးရိမ်ဟုတ်လားဒီပြဿနာတွေအားလုံးဘေးကိုလွင့်စင်လာမယ့်ကိစ္စတွေအခုလည်းအားလုံးဘေးပေါင်းခြင်းတွေခံနေရတယ်ဒီတဲ့ကိုကြီးထွားလာမှာကိုအိန္ဒိယတွေကိုနိုင်ကလည်းစိုးရိမ်အဲ့တော့ဒါကြောင့်မလို့ဟုတ်လားတခြားဟုတ်လားယူကရိန်းနဲ့မတူတဲ့အခြေအနေတွေတော့အရှေ့လယ်ပိုင်းနဲ့မတူတဲ့အခြေအနေတွေမနီးရိုးဆွဲသင်ခန်းစာယူစရာတွေကျွန်တော်တို့မှအများကြီးရှိပါတယ်နော်အဲ့တော့ဒါကြောင့်ကျွန်တော်တို့နိုင်ငံရေးဆုံးဖြတ်ချက်ဆိုတာကိုထင်ရမြင်ရကိုစိတ်ခံစားချက်တွေနဲ့ဆုံးဖြတ်လို့မရဘူးတန်း90အပေါ်မှာဘယ်လောက်အကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာကိုဘယ်အသီးသီးကအမျှော်မြင်ကြီးကြီးနဲ့သဘောထားကြီးကြီးနဲ့ဆုံးဖြတ်ကြဖို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဒီဘုံချုပ်လေးမှာထပ်ပြောချင်တာကတစ်ဖက်ကညှော်လင့်တဲ့ရလက်ကိုပူးပေါင်းဆောင်ရွက်ပြီးတဲ့ဆောင်ရွက်ချက်မျိုးလှုပ်ရှားမှုမျိုးကိုတော့သတိပြုဖို့ကျွန်တော်ကထပ်ပြီးတော့သတိပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့